ကျွန်တော်အခုမိတ်ဆွေတို့ကိုပြောပြပေးမှာတော့ကျွန်တော်တို့မိုင်တဲ့အသုံးပြုတွေအတွက်ကျွန်တော်တို့မိုင်တဲ့ဘေး1400သုံးပြီးတော့ MB 4800 MB ဝယ်လို့ရမရကိုစစ်တဲ့နီးလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဗျာကျွန်တော်ပြောတဲ့နီးလန်းလေးကတော့မိုင်တဲ့ဘေး1400သုံးပြီးတော့4800 MB ကိုတစ်လတစ်ချိန်ဝယ်တဲ့နီးလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဗျာမိတ်ဆွေလည်းကျွန်တော်ပြောတဲ့နီးလန်းလေးအတိုင်းစစ်ပြီးတော့ဝယ်လို့ရတယ်ဗျာတကယ်လို့လက်ကြောင်ငွေမလုံးတော့ပါဆိုရင်ကျွန်တော်ပြောတဲ့နီလန်းလေးအတိုင်းလိုက်ပြီးတော့ဝယ်လို့ရပါတယ်ဗျာမိတ်ဆွေရကကိုခုပဲစစ်ကြည့်လိုက်ပါအောင်ဗျာကျွန်တော်စစ်တက်နီလေးကိုပြောပြပြီးမှဖြစ်ပါတယ်ဗျာကျွန်တော်တို့ပထမဆုံးအနေနဲ့မိုင်တဲ့ဘေး200နဲ့ 2G ရအောင်ဝယ်တဲ့နီလေးကိုပြောပြပြီးမှဖြစ်ပါတယ်ဗျာကျွန်တော်တို့ star 966 star 944ဆက်ကိုကျွန်တော်တို့နှိပ်ပြီးတော့စစ်ကြည့်လိုက်ပါဗျာမိတ်ဆွေရကကိုstar 966 star 944ဆက်ကိုနှိပ်ကြည့်လို့လက်ကြောင်ငွေမလုံးတော့ပါဆိုရင်ကျွန်တော်တို့ရဲ့ကတ်တွေကမိုင်တဲ့ဘေး200နဲ့ 2000 MB ကိုဝယ်လို့ရမှာဖြစ်ပါတယ်ဗျာကျွန်တော်ပြောတဲ့နီလန်းလေးအတိုင်းလိုက်စစ်ကြည့်ပြီးတော့ဝယ်လို့ရတယ်ဆိုရင်ကျွန်တော်တို့မိုင်တဲ့ဘေး1400နဲ့ကျွန်တော်တို့ MB 4800 MB ကိုရရှိမှာပဲဖြစ်ပါတယ်ဗျာနောက်နီလန်းလေးတစ်ခုကတော့ကျွန်တော်တို့မိုင်တဲ့ဘေး200နဲ့1400 MB အားကို star 966 star 231ဆက်ကိုနှိပ်ကြည့်လိုက်ပါဗျာဒါကတော့တစ်လတစ်ကြိမ်ဝယ်လို့ရပါတယ်ဗျာstar 966 star 231ဆက်ကိုနှိပ်ကြည့်လို့လက်ကျန်ငွေမလုံးလို့ပါဆိုရင်ဘေး200နဲ့1400 MB ရရှိမှာဖြစ်ပါတယ်ဗျာကျွန်တော်စွမ်းနာလေးကပြောပြပေးရတာ star 966 star 944ဆက်ဒီကောင်လေးကတော့ကျွန်တော်တို့မိုင်တဲ့ဘေး200နဲ့ MB 2000ရရှိမှာပဲဖြစ်ပါတယ်ဗျာမိတ်ဆွေရဲ့ကတ်ကိုစစ်ကြည့်လိုက်ပါဗျာတကယ်လို့လက်ကျန်ငွေမလုံးတော့ပါဆိုရင်ကျွန်တော်တို့ကမိုင်တဲ့ဘေး1400နဲ့ MB 4800လောက်ထိကိုရရှိမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့ star 966 star 944ဆက်ကတော့ကျွန်တော်တို့မိုင်တဲ့ဘေး200နဲ့ 2G ကျွန်တော်တို့ star 966 star 231ဆက်ကတော့ကျွန်တော်တို့မိုင်တဲ့ဘေး200နဲ့1400 MB ရရှိမှာဖြစ်ပါဗျာဒါဆိုရင်ကျွန်တော်တို့မိုင်တဲ့ဘေး400သုံးပြီးပြီပဲဖြစ်ပါတယ်ဗျာနောက်ထပ်အနေနဲ့ကျွန်တော်တို့က1000ကျန်တာကိုမိတ်ဆွေတို့လည်းတည်ပြီးသားဖြစ်တဲ့အောင်မာလေးဝယ်ပေးလိုက်ပါဗျာစတာတစ်ခွန်ဆက်ကိုနှိပ်ကြည့်လို့ကျွန်တော်တို့ကပထမဆုံးအရင်တော့ဝယ်ထားဘူးတဲ့ဆိုရင်ကျွန်တော်တို့က3000 MB ရရှိမှာဖြစ်ပါတယ်ဗျာအခုကကျွန်တော်တို့ဒုတိယကြိမ်ဝယ်တာပဲဖြစ်တယ်ဆိုရင်တော့1400 MB ကတော့ကျွန်တော်တို့ AC ရရှိမှာဖြစ်ပါတယ်ဗျာဒီနီလန်းလေးတိုင်းဝယ်မယ်ဆိုရင်ကျွန်တော်တို့မိုင်တဲ့ဘေး1400နဲ့4800 MB လောက်ထိကိုကျွန်တော်တို့ရရှိပါဖြစ်ပါဗျာမိတ်ဆွေရဲ့ကတ်ကိုစစ်ကြည့်လိုက်ပါဗျာကျွန်တော်ပြောတဲ့နီလန်းလေး3လန်းလေးတိုင်းစစ်ကြည့်လို့လက်ကျန်ငွေမလုံးတော့ပါဆိုရင်ကျွန်တော်တို့3ခုလုံးဝယ်လို့ရတယ်ဆိုရင်မိုင်တဲ့ဘေး1200နဲ့4800 MB လောက်ထိကိုကျွန်တော်တို့ကတစ်လတစ်ကြိမ်ကိုဝယ်လို့ရမှာဖြစ်ပါတယ်ဗျာဝယ်နည်းလေးကတော့ star 966 star 944ဆက်ဒီကောင်လေးကတော့ဘေး200နဲ့ 2G ကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်ဗျာနောက်ဒီနန်းလေးကတော့ star 966 star 231ဒါလေးကတော့ကျွန်တော်တို့မိတ်ဆွေတို့တည်ပြီးသားဖြစ်တဲ့ကျွန်တော်တို့ရန်သူပကဲကျွန်တော်မှာ star 966 star 231က96 MB 0.600ရရှိမှာဖြစ်ပါတယ်ဗျာနောက်နီလန်းလေးကတော့အမြဲတမ်းကျွန်တော်ပြောနေတဲ့ star 1ခွန်ဆက်ကိုဝယ်ကြည့်လိုက်ပါဗျာဒါလေးကတော့ကျွန်တော်တို့မိုင်တဲ့ဘေး1000နဲ့1400ဒီ3ခုလမ်းရရှိရဆိုရင်မိုင်တဲ့ဘေး1400နဲ့4800 MB ရရှိမှာဖြစ်ပါတယ်ဗျာအားလုံးကျေးဇူးပါတယ်ဗျာ